အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆ iam ဒေါ်မြင့်မြတ်မီပဲဖြစ်ပါတယ်22ရက်နေ့မှ28ရက်နေ့အတွင်းတောက်ကြသားသမီးများရဲ့တပတ်တာတားတော်နမိတ်ကံကြမ္မာလေးတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ရှင်ကျမကြီးနမိတ်ကဲရဆိုရင်တောက်ကြသားသမီးများဟာဒုနာတက်ခြင်းခါနာတက်ခြင်းအသွားလာလေးပင်တက်ခြင်းအကြောချင်နေအားနေခြင်းတွေတွေ့ရှိရပါတယ်။အသက်ကြီးတဲ့သူတွေကတော့ခန္ဓာကိုယ်ထဲမှာအစာထိုးမှုတစ်ခုခုပြုလုပ်ရကိန်းရှိပါတယ်။ကျမကြီးအားနေနေတဲ့ယောဂဟောင်းအနာဟောင်းရှိတဲ့သူတွေကတော့ဒီအချိန်မှာအစာထိုးမှုတစ်ခုခုကိုပြုလုပ်ရတတ်ပါတယ်။ကျမကြီးအားကောင်းနေတဲ့သူတွေကတော့ကျမကြီးအနှောက်အယှက်တွေမဖြစ်အောင်သွေးလှူလေးတွေပြုလုပ်ပေးပါသွေးလှူဒန်းနေသောလူများကိုကုသိုလ်ဒါနတစ်ခုခုပြုပေးခြင်းဖြင့်ကျမကြီးတွေအားကောင်းလာမယ်လို့မြင်ပါတယ်ရှင်တောက်ကြသားသမီးများရဲ့စီးပွားရေးကံကြမ္မာဟာယခုတစ်ပတ်ထဲမှာတိုးတက်အောင်မြင်မှုတွေရရှိလာမယ်မိသားစုလုပ်ငန်းတွေတိုးတက်အောင်မြင်မယ်အတူတူပေါင်းစည်းပြီးလုပ်ရတဲ့လုပ်ငန်းတွေအစုရှယ်ယာလုပ်ငန်းတွေအဆင်ပြေမယ်အိမ်တွင်းစီးပွားရေးလုပ်ငန်းများအောင်မြင်ခြင်းတွေတွေ့ရှိရပါတယ်။အလုပ်ရှင်အလုပ်သမားခွဲခြားဆက်ဆံခြင်းမိမိရဲ့တာဝန်ကိုပဲသိတတ်သောသူများကတော့ဒီတစ်ပတ်မှာထူးခြားတဲ့အခွင့်အရေးရရှိမှာမဟုတ်ပါဘူး။တောက်ကြသားသမီးများအကျိုးဆောင်လုပ်ငန်းစက်တူစက်ဖက်လုပ်ငန်းရှယ်ယာလုပ်ငန်းများနှင့်အိုးအိမ်တိုက်တာအိမ်ချမ်းမြေရောင်းဝယ်ခြင်းလုပ်ငန်းတွေကိုဒီတစ်ပတ်မှာအားကောင်းနေတဲ့အနေအထားကိုတွေ့ရပါတယ်။လုပ်ငန်းများပုံမှုတိုးတက်အောင်မြင်စေရန်ဒိန်ကျင်ကိုမြတ်စွာဘုရားစက်ကပ်လူတန်းခြင်းကိုယ်တိုင်အလုံးမသွားခင်ဒိန်ကျင်တစ်ခွက်တောက်သုံးခြင်းဖြင့်ကံလက်ဆန်းလက်တွေပိုပြီးအားကောင်းလာနိုင်တယ်လို့တွေ့ရပါတယ်ရှင်။လူမှုရေးနမိတ်ကဲ့ရတောက်ကြသားသမီးများဟာယခုတစ်ပတ်ထဲမှာလူကွာစာတွေနဲ့ပဲတွေ့ရမယ်လို့မြင်ရတယ်။ကိုထင်တာကိုပြောကိုလှုပ်ချင်တာကိုလှုပ်နေတဲ့သူတွေနဲ့ပဲဆက်ဆံရမယ့်အနေအထားကိုတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီလူတွေမှာစိတ်ကောင်းရှိတဲ့သူတွေပါတယ်။ဉာဏ်ပညာထက်မြက်တဲ့သူတွေရေးချင်းရှိတဲ့သူတွေပါတယ်။သိခတ်ပြီးတော့ဆက်ဆံပေးပါ။နောက်ကျောင်းရာဇဝင်တွေအလံခံရတတ်ပါတယ်မိမိရဲ့လုပ်ရက်ကောင်းခြင်းဆိုးခြင်းပုံမူတည်ပြီးတော့ဒီအချိန်မှာပြန်လဲပြီးတော့ဒီဂုဏ်သတင်းတွေကိုတော့ပြန်လဲခန်းစားရပါလိမ့်မယ်လွတ်လွတ်လပ်လပ်ပြောဆိုနေထိုင်တတ်တဲ့တောက်ကြသားသမီးများယခုတစ်ပတ်မှာမိမိရဲ့အနေထိုင်လေးတွေကိုဆင်ခြင်ပေးပါမထက်မှတ်ပဲအချုံနောက်တားစီခံရခြင်းအထင်မြင်သေးဂုဏ်သိက္ခာအခြားခံရခြင်းတွေဖြစ်ပေါ်တတ်ပါတယ်တောက်ကြသားသမီးများလူမှုရေးကံကြမ္မာအားကောင်းစေရန်အတွက်လူမှုရေးအနှောက်အယှက်ရှိနေသူများကယခုတစ်ပတ်မှာမိမိအနီးအနားမှာရှိနေသောဖယားကြောင်းဓမ္မယုံများတွင်ပြက်နေသောလျှက်စစ်မီးများမီးလုံးများကိုတွားရောက်ပြုပြင်လဲခြင်းဖြင့်လူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာအထောက်ပံ့ကောင်းတွေရရှိမှာဖြစ်ပါတယ်ရှင်။အခြေအိမ်တော်ရေးနမိတ်ကဲရဆိုရင်တောက်ကြသားသမီးများဟာယခုတစ်ပတ်မှာအတစ်တဖန်ပြန်လဲစတင်ရမယ်ဆုံးဖြတ်ချက်ကိုလိုက်နာရမယ်အချိန်အခါပဲဖြစ်ပါတယ်။ဝေးကွာနေတဲ့ချစ်သူတွေကိုနဲ့မပတ်သက်တော့တဲ့ချစ်သူတွေကတခုချိန်မှာပြန်လဲပြီးတော့ဆက်သွယ်လာတတ်တယ်။ကောင်းသောဆက်သွယ်ခြင်းတွေပဲဖြစ်ပါတယ်။အေးဆက်နေတဲ့ချစ်ချင်းတရားတွေပြန်လဲပြီးအားကောင်းလာမယ်ဝေးကွာနေတဲ့မိသားစုတွေပြန်လဲပြီးစုံစည်းရမယ်မိသားစုချစ်ခင်ရင်းနှီးစွာ